မင်္ဂလာပါ out of nowhere ဆိုတဲ့စကားလုံးရဲ့အသုံးကိုဒီနေ့အတူတူလေ့လာကြရအောင်ဘယ်ကနေဘလို့ဖြစ်တယ်မသိရုတ်တရက်ချစ်ချင်းကြီးဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဥပမာရုတ်တရက်မီးပြတ်သွားတာလိုမျိုး We were studying in the classroom out of nowhere the electricity went out စာသင်နေတော့မှဘယ်ကဘလို့ဖြစ်တယ်မသိဘူးမီးပြတ်သွားတယ် The teacher walked into the class and out of nowhere gave us a test ဆရာမကအခန်းထဲဝင်လာပြီးတော့မှပြုံးစားကြီးစာမေးပွဲဖြေခိုင်းတယ် I was sitting quietly and out of nowhere a big bug flew into my face ငြိမ်လေးထိုင်နေတာဘယ်ကပိုးကောင်မှမသိဘူးရုတ်တရက်ကြီးမျက်နှာတက်တက်ပြန်လာတာဥပမာတငယ်ချင်းစကားပြောနေရင်လည်းရုတ်တရက်ကြီးစိတ်ကောက်သွားတဲ့အခြေအနေမျိုးWe were sharing snacks and out of nowhere, my friend stopped talking to me. ငါတို့မုံတူတူစားနေတာဘာဖြစ်သွားတယ်မသိဘူးတငယ်ချင်းကရုတ်တရက်ကြီးငါ့ကိုစကားမပြောတော့ဘူး I was looking for my pencil and out of nowhere, I remembered I left it at home. ကျမခဲရန်ရှာနေတော့ရုတ်တရက်ကြီးသတိရလာတဲ့အိမ်မှာမေ့ကြံခဲ့တာ Out of nowhere, a cat jumped onto the table ဘယ်ကရောက်လာမှမသိတဲ့ကြောင်တကောင်ချစ်ချင်းကြီးစပွဲပေါ်ခုန်တက်လာတယ် Out of nowhere she started to cry ဘာကြောင့်မှမသိဘူးသူမချစ်ချင်းကြီးငိုချလိုက်တာပဲ A bike came out of nowhere စက်ဘိန်းတစ်စီးကမထင်မှတ်ပဲဝုန်းကနေရောက်လာတယ် Out of nowhere ကိုကျွမ်းကျင်သုံးကြမယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ် Bye bye